ပိုင်နီကွန်တို့စနီးမောင်နှံကိုခုလိုမျိုးနိုင်စရာငွေပမာဏမျိုးလက်ဖွဲ့ခဲ့လို့လူပြောများနေတဲ့တထေကြီးဦးစောစောပိုင်နီကွန်နဲ့စနီးလေးမြတ်ဖူတို့ရဲ့မင်္ဂလာပွဲမှာမယုံနိုင်စရာပမာဏမျိုးနဲ့လက်ဖွဲ့ခဲ့တဲ့သူကတထေကြီးဦးစောစောပါဦးစောစောဆိုတာကတော့မြန်မာနိုင်ငံမှာ ARV Van Mass မြန်မာဆောက်လုပ်ရေး Mass Energy Mass Hotel Novotel Hotel စတဲ့လုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတဲ့တထေကြီးတူဖြစ်ပါတယ်။တချို့သောတထေများအရတထေကြီးဦးစောစောဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးတထေကြီးတူဖြစ်တယ်လို့သိရပါတယ်။ဒီလိုထိတ်တန်းတထေကြီးဦးစောစောဟာအခုလိုမျိုးချမ်းသာကြွယ်ဝသလိုစိတ်ထားလည်းကောင်းပါတယ်။တထေကြီးဦးစောစောဟာ ARV Foundation ကနေတဆင့်မြန်မာနိုင်ငံမှာကြာရောက်တဲ့တဘာဝပေးအန္တရာယ်တွေဆင်းရဲဒုက္ခကြာရောက်မှုတွေကိုလူတန်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းတထေကြီးဦးစောစောကိုမြန်မာနိုင်ငံမှာစိတ်ထားအကောင်းဆုံးအမှုပညာရှင်ဖြစ်သတ်မှတ်ထားကြတာပါ။အခုကမှတော့တထေကြီးဦးစောစောကနိုင်ငံကျော်မင်းသားကြီးပိုင်နီကိုနဲ့ဇနီးတဲ့မလေးမြဖူးတို့ရဲ့မင်္ဂလာပွဲမှာ1000ကျော်လောက်ကိုလက်ဖွဲ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါလည်းဦးစောစောဟာပိုင်နီကိုရောက်ကမှထိတ်တဲ့စီးပွားရေးလုပ်ငန်းရှင်ဦးစန်းလင်းနဲ့မိဖက်တွေဖြစ်တာကြောင့်လေဦးစောစောကဒီလိုပပနာမျိုးလက်ဖွဲ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။